Assalamualaikum warahmatullahi wabarakatuh. Alom mingla phone ne phesong ba le. Alom ko yo te leza garwa state tha le ye. Chano phira be ba khmya. Chano ro di samuwe le de di ni wa samuwe phit de. Chano ro ye bwa lin sa tin thu taw ngade ka sa tin bi le chano di samuwe le ko nit sin nit tai a myo le chin ba le shi de. Di ni ja chano ro khan khan na na le ne chin ba de. Chano ro ye ta wen chi de lu jin min lo ta wen ja la sia le ye. Phu ba mu ne chano ro ye ကျွန်တော်တို့ကိုပိုင်းဒီမှာကျွန်တော်တို့စာမှုပဲလေးကိုကျင်းပရဖြစ်ပါတယ်ဒီနေ့ကျကျွန်တော်ဘာသာဖြစ်လို့ကျွန်တော်အင်မတန်ဝမ်းသာပါတယ်ကျွန်တော်မြန်မာလာပြောက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာကြီးနောက်တစ်ခုကတော့ဆရာကြီးတို့အခုဒီမှာစာမှုပဲပြေတဲ့ကျောင်းစားအရာတော့ဘယ်လိုရှိတယ်လဲပြောလဲအောင်လားဆရာကြီးဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့မှာစုစုပေါင်းကျွန်တော်တို့မှာကြာတော့ဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့မှာ6တန်းရှိတယ်ဗျာ6တန်းရဲ့9တန်း10တန်းပေါ့10တန်း9တန်းစုစုပေါင်း90ကျော်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ဟုတ်ကဲ့ပါအခုဒီမှာစာမှုပြေနေတဲ့ကျောင်းစားဥတွေဘယ်နှရောက်ရှိတယ်လဲကျွန်တော်တို့ကျောင်းသားဥတွေကျွန်တော်တို့90ကျော်ရှိပါတယ်ခင်ဗျာ90ကျော်ရှိပါဟုတ်တယ်ဒီကျောင်းစားကြီးကဒီကျွန်တော်တို့ဒုက္ခဆက်စကန်စနေကပါလားအားလုံးဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့တခြားစကန်ကနေမရှိပါဘူးမရှိပါဘူးခင်ဗျာဟုတ်ကဲ့ခင်ဗျားတို့ဒီလိုအမေတီအကျဲကအတားတန်းပွဲအတားတန်းကျောင်းဖွင့်လဲတာဘယ်နှခုနှစ်ကနေစားပြီးမှခင်ဗျားတို့တောင်းခဲ့တယ်လဲကျွန်တော်တို့ဒီဟိုနေ့ကိုဘဝလေးကျွန်တော်တို့အထက်တန်းကျောင်းကိုကျွန်တော်ထူထောင်ခဲ့တာကကြတော့ခင်ဗျာ2000နဲ့မှ20နှစ်ထဲကစပြီးထူထောင်ခဲ့တာခင်ဗျာခင်ဗျားတို့ထူထောင်တဲ့ရှင်မှာခင်ဗျားတို့ဘယ်လိုအခက်ခဲနဲ့ခြုံနေရတဲ့ခဏပြောလိုက်ရမလားဆရာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့အခက်ခဲပေါင်းများစွာကြုံခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်နေရာမရှိခဲ့ပါဘူးပြီးတော့ကျွန်တော်ဆရာပြည့်စုံမရှိခဲ့ပါဘူးနောက်ပိုင်းမှာကျွန်တော်တို့စူးစမ်းပန်းစားနဲ့ကျွန်တော်တို့ကျောင်းသားလေးတွေတောင်းဆိုမှုရကျွန်တော်တို့လည်းအများကြီးစူးစမ်းပြီးတော့ဒီနေ့ဒီချိန်ကြီးကိုဒီနေရာကိုရောက်လာပါခင်ဗျာဟုတ်ကဲ့ပါဆရာပြောတာတော်တော်လေးစိတ်ရှမ်းပါတယ်တော့အခုလိုခင်ဗျားတို့ဒီလိုမျိုးစာမေးပွဲပြင်ရှင်းအားဖြင့်ချောင်းစားရည်အရရှမ်းနဲ့အရဆွေးနဲ့ဘယ်လိုထိလာမယ်လို့ခင်ဗျားတို့ယူဆကြလဲကျွန်တော်တို့ရဲ့ចောင်းသားလေးတွေကကျတော့အမြင်ကိုစူးစမ်းပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့စီမင်းနဲ့ကျွန်တော်တို့မြင်ချတဲ့အရာပေါ့နေတဲ့နေရာဆိုလို့ချင်းကျွန်တော်ចောင်းသားလေးမြင်နဲ့တိုးတက်လာပါတယ်ခင်ဗျာတိုးလဲစူးစမ်းပါတယ်သူတို့ရဲ့ရည်မှန်းချက်လေးကြည့်ပါတယ်သူတို့ရည်မှန်းချက်ပန်းနိုင်ကိုရောက်ပါလို့ကျွန်တော်ဆုမကောင်းလဲအောင်းပေးပြနေပါခင်ဗျာဟုတ်ကဲ့ပါဆရာကြီးဆရာကြီးတို့မှာဒီမှာချောင်းဆရာကြီးဘယ်နှယောက်ရှိတယ်လဲဟုတ်ကဲ့ကျွန်တော်တို့တောင်းဆရာကျွန်တော်တို့တောင်းဆရာကျွန်တော်အားလုံးစုစုပေါင်း10ယောက်ရှိပါတယ်ဆရာ10ယောက်ရှိတာမှာကျွန်တော်တို့ရဲ့ဆရာကဘာလို့တောင်းဆရာကြီးကျွန်တော်တို့ဒုတိယဒုတောင်းဆရာကြီးပေါ့ခင်ဗျာအဲ့တောင်းဝင်တော့ထမ်းဆောင်လည်းရှိပါခင်ဗျာဟုတ်ကဲ့ပါနောက်တဲ့ခင်ဗျားတို့ဒီလိုမျိုးကျွန်တော်တို့ဝန်စီပါဒုက္ခဆက်စကန်မှာခင်ဗျားတို့ဒီလိုမျိုးဆောင်ရတာတွေကိုကျွန်တော်တို့ပြေဆိုလူတို့